America မှာယာတီဥတုအေးလွန်လာပြီဆိုတာနဲ့ရင်တိုက်မှုလမ်းပေါ်မှာ car accident တွေအမြောက်အများဖြစ်ပြီးတော့လူတွေအသက်ဆုံးရှုံးပါတယ်ဒုတိယကတော့အိမ်တွေပျက်စီးတာပါပဲအေးလွန်တဲ့အတွက်ကြောင့်မလို့ပိုက်တွေအကုန်လုံးအေးခဲပြီးတော့ကွဲပါတယ်အိမ်ထဲကပိုက်တွေကွဲပြီဆိုရင်ဗမာရေပိတ်ရမလဲဆိုတာဒီဗီဒီယိုလေးကိုပြမယ်နော်ရေမပိတ်သက်ဘူးဆိုရင်အိမ်ကလိုတာထက်ပိုပြီးပျက်စီးသွားပါတယ်အခုလိုအိမ်ရှိရဲ့မျက်နှာစာတွေမှာရေမီတာရှိပါတယ်တကယ်လို့ပိုက်ပေါက်သွားတယ်ကိုယ့်ရဲ့အိမ်မှာရေအများကြီးယူရဲဆိုရင်ပထမဦးဆုံးရေပိတ်ရမယ် main ရေပိုက်ဖြစ်ပါတယ်ကိုယ့်ရဲ့ရေမီတာနဲ့တက်တဲ့เนาะအခုလိုတွေ့လာပိုက်လိုင်းနဲ့တက်တဲ့ဆိုရင်ဒါကရေဖွင့်နေတာပါကိုကပိတ်မယ်ဆိုရင်အဲ့ဒီအခုမြင်နေရတဲ့ခလုတ်ကိုကလန့်လှဲလိုက်ရမှာဖြစ်ပါတယ်ဒီခလုတ်ကတော့အရမ်းမာတယ်အရမ်းလှဲရခက်တယ်အဲ့တော့ကြောက်လဲဖြစ်ဖြစ်တခုခုလှဲစရာရှိတဲ့အရာမျိုးတွေနဲ့ဖြစ်ဖြစ်ကောင်းကောင်းလေးလှဲရမယ်အခုကတော့တက်တဲ့ဖြစ်နေတဲ့ကြောင့်မလို့ရေလာတာပေါ့နော်တကယ်လို့ကိုကပိတ်ရတော့မယ်ဆိုရင်ဒီအခုပြထားတော့ကလန့်ပေါ့နော်ကလန့်ဘက်မှာလှဲပိတ်လိုက်မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်အိမ်ရဲ့ရေပိတ်သွားပါပြီဆိုတော့အဲ့ဒါကအိမ်တိုင်းရဲ့အရှိမမျက်နှာစာမှာရှိပါတယ်ကဲဒါကတော့ဒီအိမ်ရဲ့ဟာပေါ့နော်နောက်တဲ့အိမ်ရဲ့ဟာထပ်ကြည့်မယ်ဆိုရင်လည်းအခုလိုအိမ်ရှိရဲ့မျက်နှာစာမှာရှိပါတယ်အဲ့ဒီမီတာရှိတဲ့နေရာမှာမိန်ပေးရပါတယ်နောက်တစ်ခုအကြံပြုချင်တာကတော့အိမ်မှာရေနည်းနည်းလေးဖွင့်ထားပါအိမ်နှစ်ထပ်အိမ်တွေဆိုရင်တော့အောက်ထပ်ကရေစိမ့်မှာရေနည်းနည်းဖွင့်ထားပြီးပါဒီရေဖိုးဈေးကြီးတာတော့နည်းနည်းလေးပါတကယ်လို့ပိုက်ပေါက်သွားတယ်ဆိုရင်ပို့ပြီးတော့ဈေးကြီးတဲ့အတွက်ကြောင့်မလို့အခုလိုပိုက်ထဲမှာရေနည်းနည်းဖွင့်ထားပါနော်အခုလိုရေနည်းနည်းဖွင့်ထားခြင်းအဖြစ်ပိုက်တွေထဲမှာရေခဲပြီးတော့ပိုက်ပေါက်သွားနိုင်တဲ့ရာခိုင်နှုန်းကိုအများကြီးရှော့ချနိုင်ပါတယ်နော်ပြီးတော့အိမ်အပြင်ဘက်မှာရှိတဲ့ပိုက်တွေကိုလည်းနွေးထွေးထားရမယ်နော်ကိုကပတ်စံမကုန်ချင်ဘူးဆိုရင်တော့အိမ်မှာရှိတဲ့အဝတ်ဟောင်းအဝတ်စုပ်တွေနဲ့ပတ်ထားလို့ရပါတယ်ကျမကတော့ထမင်းအရင်ဝတ်ပေးလိုက်ပါတယ်ပြီးရင်တော့ကျမသမီးရဲ့အင်ဂျီအဟောင်းတေးသွားတဲ့အင်ဂျီလေးတွေနဲ့ပို့ပြီးတော့နှွေးအောင်လုပ်လိုက်ပါတယ်စိတ်ထဲမှာတိတ်ပြီးမလုံခြုံဘူးလို့ထင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပိုက်ကိုပဲမိုးကအင်ဂျီလေးထပ်ပြီးတော့ဝတ်ပေးလိုက်ပါတယ်အဲ့လိုဆိုရင်တော့အစင်စင်ဆိုရင်အရန်နှွေးသွားပါပြီဒါပေမဲ့ရေသက်တွေမိုးရွာတဲ့အချိန်မှာအဆူသက်တွေပိတ်မိမနေအောင်ပလတ်စတစ်အိတ်လေးနဲ့ပြန်ပြီးတော့ဖုံးလိုက်မယ်နော်အဲ့လိုဆိုရင်မိုးရွာရင်လည်းအထဲကအဝတ်စတွေကိုမဆူတော့ဘူးပေါ့အဲ့လိုနဲ့ကျိုးတွေချီပြီးသွားပြီဆိုရင်တော့အပေါ်ကနေပြီးတော့ဖုံးအုပ်ထားပေးလိုက်တယ်ဆိုရင်တော့ကိုယ့်ရဲ့ပိုက်ကတော့ good to go be safe everyone in this winter